အီရန်အမေရိကန်စစ်ပွဲမှာလက်ဦးမှုရယူပြီးစတင်ပစ်ခတ်ခဲ့တာကတော့အစ္စရေးနိုင်ငံဖြစ်ပါတယ်။နောက်ပြီးတော့အမေရိကန်အစ္စရေးနောက်မှာပါဝင်လာပြီးတော့ဒီ24နာရီအတွင်းမှာအီရန်ခေါင်းဆောင်တွေအကုန်လုံးရှင်းပစ်လိုက်တယ်။အမေရိကန်စတင်ခဲ့ပေမဲ့အခုအဆုံးသက်ချင်နေတာကလည်းအမေရိကန်ပဲဖြစ်ပါတယ်။အီရန်နိုင်ငံကငြိမ်းချမ်းရေးဆွေးနွေးနေပြီးနှစ်ပတ်အတွင်းမှာငါတို့ရဲ့စစ်တပ်တွေဆုတ်ခွာတော့မယ်။အီရန်နိုင်ငံကတော့ဒီစစ်ပွဲကိုရပ်တန့်ကျင်နေပြီလို့အမေရိကန်သမ္မတဘက်ကစတင်ပြောနေပေမဲ့တကယ်တမ်းအီရန်ကကမ္ဘာကိုကြီးညာနေတာတော့ငါတို့ကဘယ်တော့မှဒူးမထောက်လက်မမြောက်ဘယ်တော့မှလက်နက်ချအညံ့မခံဘူးဆိုပြီးပြောနေပါတယ်ငါတို့အိမ်ကိုလာခဲ့ပြီဆိုလို့ရှိရင်တော့ငါတို့မိသားစုဝင်တွေအားလုံးကိုတွေ့ဆုံပြီးမှပြန်ရမှာပေါ့ဆိုပြီးတော့လဲ Trump ကိုပြန်စိန်ခေါ်နေပါတယ်ဒီချိန်နဲ့တပြိုင်တည်းမှာပဲအမေရိကန်ရဲ့စစ်စခန်းတွေပင်လယ်ကွေ့နိုင်ငံမှာရှိတဲ့နေရာတော်တော်များများကိုဒုံးကျည်တွေနဲ့ခုချိန်ထိကိုချိန်ရွယ်ပစ်ခတ်နေတာပါပြီးခဲ့တဲ့နေ့ကပဲအစ္စရေးနိုင်ငံ Tel Aviv မြို့ကိုချိန်ရွယ်ပြီးတော့အီရန်ရဲ့ဒုံးကျည်ကြားရောက်ပောက်ကွဲမှုတွေကြောင့်မြို့ပြရဲ့နေရာတော်တော်များများပျက်စီးသွားပါတယ်။အမေရိကန်သမ္မတကလည်းတနင်္လာနေ့မှာဟော်မုတ်စီလက်ကြောက်မဖွင့်ဘူးဆိုလို့ရှိရင်အီရန်နိုင်ငံတခုလုံးအမှောင်ကျသွားအောင်လျှက်စစ်ပေးဝေဌာနတွေစွမ်းရည်နဲ့ပတ်သက်တဲ့နေရာတွေကိုဘုံကျဲတိုက်ခိုက်သွားမယ်ပြောပါတယ်။ Geneva Convention ရဒါဟာစစ်အရာဇဝတ်မှုကျူးလွန်တာဖြစ်ပါတယ်။ဒီကနေ့မှာပဲအီရန်နိုင်ငံရဲ့အကြီးဆုံးသောအရှေ့အလယ်ပိုင်းတစ်ခုရဲ့အကြီးဆုံးသောတရားကြီးဟာကျိုးပဲ့ပျက်စီးသွားပါတယ်။မြန်မာနိုင်ငံမှာရှိတော့လည်းတရားတွေချိုးတာမျိုးတွေအများပြည်သူလူထုသုံးတဲ့တယ်လီဖုန်းတာဝါတိုင်းတွေဒါဖြိုချဖျက်ဆီးတာတွေလျှက်စစ်ပေးဝေဌာနတွေကိုဖျက်ဆီးတာတွေပြုလုပ်ခဲ့ကြပါတယ်ဒါဟာစစ်ရာဇဝတ်မှုဖြစ်ပါတယ်အခုအမေရိကန်ဟာလည်းအီရန်မှာရှိတဲ့စွမ်းအင်ဌာနတွေကိုတိုက်ခိုက်တယ်အခုလိုမျိုးတရားကြီးကိုချိုးပစ်တယ်ဆိုတာကလည်းစစ်ရာဇဝတ်ဖြစ်ပါတယ်ဒါပေမဲ့လည်းအမေရိကန်တို့အင်အားကြီးနိုင်ငံတွေပြုလုပ်လို့ရှိရင်တော့ဒါဟာစစ်ရာဇဝတ်မဟုတ်တော့ဘဲနဲ့ဒါဟာစစ်ရေးအရေးယူလှုပ်ဆောင်မှုလို့ပြောမှာပါပြီးလို့ရှိရင်အမေရိကန်ဟာဒီသူ့ရဲ့ပြစ်ခတ်မှုတွေထဲမှာအီရန်ကပြောထားတယ်အမျိုးသမီးကြောင့်တစ်ကြောင်ကိုထိမှန်ခဲ့တဲ့အတွက်ကြောင့်မလို့အမျိုးသမီးငယ်အများကြီးကလေးတွေအများကြီးသိကြပျက်စီးသွားရတယ်ဒီအတွက်လည်းအီရန်ဟာလက်တုံ့ပြန်သွားမယ်ဆိုပြီးတော့အီရန်ပြောကြားထားတာရှိပါတယ်အမေရိကန်ကတော့ဒါသူပြစ်ခတ်တယ်ဆိုတော့ညှင်းဆိုထားပါတယ်နောက်ပြီးတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒီအီရန်နိုင်ငံကိုကြောက်ခစ်တိရောက်သွားအောင်သူဒီမဆုတ်ခွာခင်မှာပြုတ်လုခဲ့မယ်ဆိုပြီးတော့လည်းကြွေးကြော်နေတာရှိပါတယ်စစ်ရေးအကြံပေးသုံးသက်ချက်တွေအရနောက်ပြီးတော့ဒီ former MI6 ရဲ့ခေါင်းဆောင်ပေါ့ MI6 ဆိုတာကတော့ဒီဗြိတိန်နိုင်ငံရဲ့ထောက်လှမ်းရေးတကယ်CIA လိုမျိုးအကြီးကဲပေါ့သူရဲ့ဒီအငိမ့်စား MI6 အကြီးကဲပြောသွားတာတော့ဒီစစ်ပွဲမှာဘသူဟာအသာစီးရနေတယ်ဆိုရင်အီရန်ဟာအသာစီးရနေပါတယ်တဲ့ခုချိန်ထိအမေရိကန်ဟာဒီအီရန်မြေတက်လက်မအောင်မှသိမ့်ပိတ်ထားနိုင်ခြင်းမရှိသေးပါဘူးခုချိန်ထိလည်းအမေရိကန်သမ္မတပြောနေတယ်သူတို့မဆိုင်းတွေအကုန်လုံးငါတို့ဖျက်ဆီးလိုက်ပြီးသူတို့ရဲ့လေတပ်တွေငါတို့ဖျက်ဆီးလိုက်ပြီးလို့ပြောနေပေမဲ့လည်းအီရန်နိုင်ငံဟာခုချိန်ထိဒီမော်တော်ဘုတ်ငယ်လေးတွေနဲ့ဟော်မုတ်စီလက်ကြောက်ကိုထိရောက်ကိုပိတ်ပင်တားဆီးနိုင်တော့မှာပဲဟော်မုတ်စီလက်ကြားတစ်ချောင်းမှာလည်းသူကမိုင်းတွေချထားပြီးတော့ဒါသူ control လုပ်ထားနိုင်တော့မှာပဲသူရဲ့ဒုံးကျည်တွေဟာလည်းဟော်မုတ်စီလက်ကြားမှာရှိတဲ့ဘယ်နေရာအောင်မဆိုလက်လန်းမီတဲ့အတွက်ကြောင့်မလို့ပင်လယ်ကွေ့နဲ့ဒီဟော်မုတ်စီလက်ကြားကြီးပါရှန်ပင်လယ်ကွေ့ကြီးတစ်ခုလုံးနဲ့ဒီအရှေ့အလယ်ပိုင်းဒေသကြီးတစ်ခုလုံးကိုအီရန်ဟာချင်းချောက်နိုင်စွဲမြင့်မားနေစေဖြစ်ပါခုချိန်မှာဒါအမေရိကန်ဟာစုတ်ခွာသွားမယ်ဆိုလို့ရှိရင်ပင်လယ်ကွေ့နိုင်ငံတွေနဲ့အစ္စရေးနိုင်ငံဟာအီရန်ရဲ့လက်စားချေတိုက်ခိုက်ခြင်းခံရမှာပါဒါကြောင့်မို့လဲအဲ့ဒီနိုင်ငံမှာရှိတဲ့ခေါင်းဆောင်တွေကအမေရိကန်ကိုဒီစစ်ပွဲကိုအဆုံးသတ်တဲ့အထိတိုက်ခိုက်သွားဖို့ဒီစစ်ပွဲခုချိန်မှာမရက်တမ်းမှုတွေကိုတောင်းဆိုနေတာဖြစ်ပါတယ်အမေရိကန်သမ္မတကတော့ငါတို့နိုင်သွားပြီငါတို့စုတ်ခွာမယ်အီရန်ကိုငါတို့တိုက်ခိုက်ခဲ့မယ်ဒီလိုမျိုးပဲပေါ့ပြက်ပြောနေတာဖြစ်ပါတယ်တကယ်တမ်းခုလိုမျိုးတန်းလိုင်းထားခဲ့တာဟာအင်မတန်မှအန်ဒရယ်များပါတယ်ခုပျက်စီးသွားတဲ့အရာတွေအကုန်လုံးဟာလဲဒါအီရန်နိုင်ငံဟာရေနံနဲ့ပတ်သက်ပြီးချမ်းသာတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ2နှစ်3နှစ်ကြာလို့ရှိရင်ဒါအကုန်လုံး recover ပြန်ဖြစ်သွားမှာပါနောက်တစ်ခုကသူ့ရဲ့နောက်ကွယ်မှာရုရှားရှိနေပါတယ်တရုတ်ရှိနေပါတယ်ဤပညာပိုင်းဆိုင်ရာအကူအညီနဲ့စီးရေးအကူအညီတွေဟာ Caspian ပင်လယ်ရဲ့ဟိုဘက်ကန်ဒီဘက်ကန်မှာရှိတဲ့ဒီရုရှားနိုင်ငံအနေနဲ့ကရုရှားကိုအီရန်နိုင်ငံကိုဒါအချိန်တို့အတွင်းမှာပဲနလန်ထူလာအောင်ဒီအမေရိကန်မဟာမိတ်တွေကိုချင်းချောက်နိုင်အောင်ကူညီဆောင်ရွက်မှာဖြစ်ပါတယ်ဒါမှလည်းယူကရိန်းမှာဒီနေတိုးနိုင်ငံတွေနဲ့အမေရိကန်ရဲ့ကူညီဆောင်ရွက်မှုတွေကိုရုရှားနိုင်ငံဟာလက်စားချေနိုင်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်